လွန်တရာလှခြင်းပခြင်းနဲ့အရွယ်ကလေးနုနဲ့ငယ်ရွယ်တဲ့လူလင်ပြိုလုံးမပြိုကိုယ်စိတ်ကိုစစ်ဆေးပါတဲ့စတင်ပြီးတော့နာယူကြည်ညိုကြည့်ကြရအောင်နော်ယဟန်တို့တဲ့သူတစ်ပါးတို့ရဲ့စိတ်ဖြစ်ပုံကိုလိမ္မာကျွမ်းကျင်မှုမရှိဘူးဆိုလို့ရှိရင်မိမိရဲ့စိတ်ဖြစ်ပုံကိုလိမ္မာကျွမ်းကျင်အောင်ကြိုးစားရမယ်တဲ့ဒါကမှတော့ဦးဇင်းတို့တွေတပါးသူတို့ရဲ့အစ္ဆဒအတွင်းတန်တမှာဘလို့စိတ်တည်ဖြစ်နေတယ်ဆိုတာကိုသိနိုင်မြင်နိုင်တဲ့သဘောရှိပါသလားမရှိပါဘူးဇံပိန်နေနေရနေတာမှမဟုတ်ပဲဟုတ်လားအဲ့လိုသူတစ်ပါးတို့ရဲ့တန်တမှာဘလို့စိတ်တည်ဖြစ်နေတယ်ဆိုတာကိုလိမ္မာကျွမ်းကျင်မှုမရှိဘူးဆိုလို့ရှိရင်မိမိတို့ရဲ့စိတ်တွေဘလို့ဖြစ်နေတယ်လဲဆိုတာကိုလိမ္မာကျွမ်းကျင်အောင်ကြိုးစားရမယ်တဲ့မြတ်စွာဘုရားကကိုယ်စိတ်ကိုပြန်ပြီးတော့ကိုယ်တိုင်စစ်ဆေးရမယ်ပေါ့ကောင်းတဲ့စိတ်တွေဖြစ်နေလားဆိုတဲ့စိတ်တွေဖြစ်နေလားယုံညံ့တဲ့စိတ်တွေဖြစ်နေလားမြင့်မြတ်တဲ့စိတ်တွေဖြစ်နေလားအည်အသွေးရှိတဲ့စိတ်တွေဖြစ်နေလားအည်အသွေးညံ့တဲ့အည်အသွေးမရှိတဲ့စိတ်တွေဖြစ်နေလားအစရှိတဲ့ဖြင့်စဉ်းစားရမယ်စဉ်းကျင်ရမယ်ပေါ့အဲ့ဒါမြတ်စွာဘုရားကကိုယ်စိတ်ကိုကိုယ်တိုင်စစ်ဆေးတဲ့နေရာမှာဒီလိုစစ်ဆေးမလဲဆိုတာကိုဥပမာလေးပေးပြီးတော့မြတ်စွာဘုရားဟောတယ်ဥပမာဘယ်လိုပေးထားလဲဆိုတော့အလွန်တရာလှခြင်းပခြင်းနဲ့အရွယ်ကလေးနုနဲ့ငယ်ရွယ်တဲ့လူလင်ပြိုလုံးမပြိုငယ်ရွယ်တဲ့အရွယ်လေးတွေလှခြင်းပခြင်းနဲ့အရွယ်လေးတွေဆိုတော့နေတိုင်းသူတို့မှန်ကြည့်ကြတယ်哦အဲ့ဒီမှန်ကြည့်တာနဲ့မြတ်စွာဘုရားကဥမာပေးတယ်အဲ့လိုမှန်ကြည့်တဲ့အခါမှာမှန်ထဲမှာကိုယ့်ရဲ့မျက်နှာပေါ်မှာတကယ်လို့မြတ်အညစ်အကြေးတွေမပေးချမ်းနေတာကိုတွေ့ခဲ့မယ်ကြည့်မကောင်းရှုမကောင်းဖြစ်နေတဲ့အညစ်အကြေးတွေမြင်ရှိနေတာကိုမြင်ခဲ့မယ်ဆိုလို့ရှိရင်အဲ့ဒီမှန်ကြည့်တဲ့ပုဂ္ဂိုလ်ဟာအဲ့ဒီအညစ်အကြေးကိုဖယ်ရှားဖို့ကြိုးစားမယ်တကယ်လို့မှန်ထဲမှာကိုယ့်မျက်နှာလေးကအပြစ်ကင်းပြီးတော့ဘာအညစ်အကြေးမှမရှိဘူးဆိုရင်တော့ဒါဝမ်းမြောက်ဝမ်းသာနဲ့မှန်ကြည့်ခြင်းကိစ္စပြီးသွားတယ်အဲ့လိုမှန်ကြည့်ပြီးတော့အလှပြင်တဲ့ပုဂ္ဂိုလ်ဟာတကယ်လို့မှန်ထဲမှာမျက်နှာရိပ်ပေါ်မှာမကောင်းတဲ့အညစ်အကြေးတွေတွေ့ခဲ့မယ်ဆိုရင်ဖယ်ရှားဖြစ်တယ်လို့မျိုးကိုယ်စိတ်ကိုစစ်ဆေးလို့ကိုယ်ကိုဆင်ញင်လို့မကောင်းတဲ့စိတ်တွေဖြစ်နေတာများနေပါလားလို့တွေးခဲ့မယ်ဆိုရင်အဲ့ဒီမကောင်းတဲ့စိတ်တွေကိုဖယ်ရှားနိုင်အောင်ကြိုးစားရမယ်တဲ့မှန်ကြည့်တဲ့ပုဂ္ဂိုလ်ကမှန်ထဲမှာကိုယ့်မျက်နှာလေးကအပြစ်ကင်းနေတဲ့တန်ရှင်းနေတယ်ဆိုရင်တော့ဝမ်းမြောက်ဝမ်းသာဖြစ်တယ်လို့မျိုးကိုယ်စစ်ဆေးလို့ကိုယ်ဆင်ញင်လို့ငါမှမြင့်မြတ်တဲ့စိတ်တွေကောင်းတဲ့စိတ်တွေဖြစ်နေတယ်လို့သိခဲ့မယ်ဆိုရင်တော့အဲ့ဒီကောင်းမှုမှာယက်တည်ပြီးတော့ထွတ်တဲ့အလွန်အာသောတရားတွေကိုအောင်ကြိုးစားရမယ်တဲ့ငါမှကောင်းတဲ့စိတ်ကလေးတွေဖြစ်နေတယ်ဆိုပြီးတော့ရစ်မှုပြီးတော့ရက်ပြီးတော့မနေရဘူးပေါ့အဲ့ဒီကောင်းမှုမှာယက်တည်ပြီးတော့ထွတ်တဲ့အလွန်ကောင်းတဲ့ကောင်းအောင်ကြိုးစားရမယ်ဘယ်လောက်ထိကောင်းအောင်ရည်ရွယ်ချက်ထားပြီးတော့ကြိုးစားရမှာလဲဆိုရင်မြတ်စွာဘုရားကအာသောတရားကုန်ခန်းသည့်အထိကြိုးစားရမယ်လို့အဲ့လိုဟောတော့ဒီနေရာမှာပိဋကပေါင်းတော်ကောင်းတို့ကိုယ်စဉ်းစားဆင်ခြင်ခြင်းကိုယ်စိတ်ကိုစစ်ဆေးခြင်းသည်ကုသိုလ်ကောင်းမှုတို့တိုးပွားရေးကိစ္စမှာအလွန်တရာမှအကျိုးကျေးဇူးများတယ်လို့မြတ်စွာဘုရားအဲ့ဒီသုတ်တန်ထဲမှာထည့်ပြီးတော့ဟောတယ်ပိစဝခဏဘဟုကာရာကုတလေသုတ်ဓမ္မေတုကိုယ်စစ်ဆေးခြင်းစဉ်းစားခြင်းဆင်ခြင်ခြင်းသည်ကုသိုလ်ကောင်းမှုတိုးပွားရေးကိစ္စမှာအလွန်တရာမှအကျိုးကျေးဇူးများတယ်တဲ့